ဒီပွဲဟာငါစားပွဲဗျာရောထားနဲ့တခဲရုမေဒီအေဗီရာ29ရက်မှာဂျပန်နိုင်ငံမှာကျင်းပမယ်ဒီ1ပွဲပေါ့တော်တော်လေးစားတဲ့ပွဲဗျာတခဲရုကလည်းသူကနောက်ဆုံးပွဲဖြစ်လေဒီပွဲပြီးရင်သူကနားယူမယ်ပြီးတော့ထားလဲဒီ1နဲ့သူအစီမပြေတာတိရမှာပါတည်င်းအစီမပြေတာသူဒီပွဲထိုးပြီးတယ်နဲ့1နဲ့ထွက်ချင်ထွက်မယ်ဗျာဒီပွဲတကယ်ငါစားအဲ့ဒီခပ်ပါသူတို့ဘာလို့ရတော့မှာတော့ဒါဒီပွဲတော်တော်လေးခေါင်းစားတဲ့ပွဲဗျာဘတူနိုင်မယ်ဘတူခမနိုင်မယ်တော့ခမရတဲ့နည်းနည်းခက်တယ်တကယ်လို့ကလည်းသူ့ရဲ့ဂျပန်ပရိသတ်စေမှာသူကတခုလုံးပြမရတော့မယ်ပြီးတော့ထန်တော့ဒါတော့ချမ်းရဝိုင်းရဲ့ဖေးမယ်သူ့လာရှင်ဖို့တော်တော်လေးမလွယ်လို့ပေါ့မာကုံလေရောစကီးတွေအကုန်လုံးပြည့်စုံတယ်ရောထန်တော့တကယ်လို့ကတော့သူကနောက်ဆုံးပွဲဘယ်လိုလာမလဲမသိဒီပွဲတော့တော်တော်လေးစားတယ်ပြီးတကယ်တော့ရောထန်ရလဲဒီဘာနေထွက်မယ်ဆိုတော့ဒီခပ်ပါလို့မှာပြီးတကယ်လို့ရလဲအနားယူသွားမယ်ဆိုတော့ဒီခပ်ပါဒါဒီပွဲတော်တော်လေးစားတယ်ဗျာနောက် AB 29ရက်မှာကျွန်တော်တို့အတူတူကြည့်ကြရအောင်ဂျပန်နိုင်ငံမှာကျင်းပ